ရဲရှိစမ်းလို့ခေါ်တဲ့လူငယ်လေးဟာပတ်စံပြက်လက်တဲ့အခါတိုင်းမှာထီဆိုင်ကိုသွားပြီးငွေထုတ်ယူလေးရှိပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူဟာတက်မဲ့ပစ္စည်းတွေအပါအဝင်အရာရာတိုင်းနဲ့စကားပြောနိုင်တဲ့ထူးခြားတဲ့စွမ်းရည်ရှိနေလို့ဖြစ်ပါတယ်။သူကထီကောင်တာမှာရှိတဲ့ခဲချရတဲ့ထီလက်မှတ်တွေကိုဘသူကစုမဲပေါက်တဲ့လက်မှတ်လဲလို့မေးမြန်းခဲ့တဲ့အခါဆိုင်ရှင်ကသူ့ကိုထူးဆန်းတဲ့အကြည့်နဲ့ကြည့်ရှုခဲ့ပါတယ်။ထိုအချိန်မှာပဲချစ်ထီလက်မှတ်တွေကစကားတွေဝိုင်းပြောလာကြပြီးမိမိကိုရွေးရင်20တန်းနဲ့50တန်းနဲ့ပဲပါဆိုပြီးအော်ဟစ်ပြောပြနေကြပါတယ်။ဒါပေမဲ့ရဲရှိစန်းကလာရတဲ့တက်စီခတ်တင်30တောင်ကုန်တာမို့ဒီထက်ကြီးတဲ့စုမဲကိုလိုချင်နေတာလို့ပြန်ပြောပြခဲ့ပါတယ်။ဆိုင်ရှင်ကလည်းသူ့ရဲ့အပြုတ်မှုတွေကိုကြည့်ပြီးကြောင်တောင်ဖြစ်နေပြီးမင်းဝယ်မလားမဝယ်ဘူးလားလို့စိတ်တူတူနဲ့မေးလိုက်ပါတယ်။သူကလက်မှတ်တစ်ခုကိုဝက်လိုက်ပြီးခဲချစ်လိုက်ချိန်မှာတော့1 200ပေါက်သွားပါတယ်။အဲ့ဒါကြောင့်ဆိုင်ရှင်လည်းအံ့အားသင့်သွားကမင်းရဲ့လက်ကွက်ကအလုပ်ဖြစ်သားပဲလို့ပြောတော့ကောင်လေးကလည်းဆိုင်ရှင်ကြီးခင်ဗျားမှာဒီထက်များတဲ့စုကြီးလက်မှတ်ရှိသေးလားလို့မေးခဲ့ရာဆိုင်ရှင်ကလည်းရှိတာပေါ့ငါ့မှာအမြင့်ဆုံးစုကြီးရမယ်ထီလက်မှတ်တွေရှိတယ်မင်းလိုချင်လားလို့မေးခဲ့ပါတယ်။ကောင်လေးကလည်းထီလက်မှတ်တွေကိုပြန်ကြည့်ပြီးစကားများနေတဲ့ထီလက်မှတ်တွေကိုစောင့်ကြည့်နေပါတယ်။ထီလက်မှတ်တွေကလာဘသူကဘလောက်ထီရှိတယ်လို့အပြိုင်ဆိုင်ပြောရင်းနောက်ဆုံးမှာတော့1 တန်းထီပေါက်မဲ့စုကြီးရှိတဲ့88ခုမြောက်လက်မှတ်ကိုချစ်ထီအိတ်တွေထဲကနေထူးခြားစွာရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။သူဟာဆိုင်ရှင်စီကနေထိုလက်မှတ်ကိုတောင်းယူပြီးချက်ချင်းချစ်လိုက်တဲ့အခါတကယ်ပဲ1 တန်းစုကြီးကိုစုခူးသွားခဲ့ပါတယ်။ဆိုင်ရှင်ဟာအလွန်အံ့အားသင့်ပြီးမနာလိုဖြစ်သွားခဲ့ရကလက်ငင်း1 200ကိုထုတ်ပေးပြီးကြံတဲ့1 တန်းကိုတော့ဗဟိုထီယုံမှာတွားရောက်ထုတ်ယူဖို့ပြောဆိုခဲ့ပါ။ကောင်လေးကဆိုင်ကနေထွက်သွားဖို့ပြင်းတဲ့အချိန်မှာတော့ဆိုင်ရှင်ကထီလက်မှတ်ဖိုးတောင်းရာကောင်လေးကငါရွေးပေးတဲ့ထီလက်မှတ်က2000တန်းမင်းယူလိုက်လေငါထီလက်မှတ်က160လောက်ပဲကြာမှာပိုတာမင်းယူလိုက်ပေါ်လို့ပြောကလက်ထွက်ခဲ့လိုက်ပါတယ်။ထီဆိုင်ကနေထွက်လာပြီးနောက်ရဲရှိစန်းဟာရှေးဟောင်းပစ္စည်းအယောင်းဆိုင်တန်းဘက်ကိုရောက်ရှိလာခဲ့ပါတယ်။ဆိုင်ရှင်တယောက်ကပကံပြားတစ်ခုကိုပြသပြီးဒါဟာစုမင်းဆက်ခစ်ကအလွန်တန်မိုးရှိတဲ့ကြွေတဲ့ပစ္စည်းဖြစ်ပြီး1 3သိန်းတန်ကြီးရှိကြောင်းလိမ့်လေလက်ဖျားပြီးရောင်းချဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ရဲရှိစန်းကကြွေပန်ကံပြားစီကနေငါ့ကိုပြီးခဲ့တဲ့အပတ်ကမှစက်ယုံကထုတ်လုပ်ခဲ့တာဖြစ်ပြီးငါတန်မိုးက9 ဝန်းပဲရှိပါတယ်လို့ပြောဆိုတဲ့ကိုကြားရတဲ့အတွက်ဆိုင်ရှင်ဟာလူလိမ်ဖြစ်မှန်းသိရှိသွားခဲ့ပါ။ရဲရှိစန်းကဒီပကံပြားဟာအတုဖြစ်ကြောင်းထောက်ပြခဲ့ပါတယ်။အဲနောက်မှာတော့ဆိုင်ထဲကပစ္စည်းတွေကအချင်းချင်းမိမိကတန်ကြီးဘလောက်ရှိကြောင်းအလူရက်ပြောနေကြပါတယ်။ထိုအချိန်မှာပဲရဲရှိစန်းဟာပကံပြားအောက်မှာခံထားတဲ့သတင်းစာအဟောင်းစီကနေငါက18000တန်နဲ့လို့ပြောလိုက်တဲ့အတန်ကိုကြားလိုက်ရပါတယ်။ကောင်လေးကလည်းမယုံကြည်နိုင်လို့ထပ်မေးတဲ့အခါသတင်းစာကမိမိဟာအသက်80နီးပါးရှိနေပြီဖြစ်ပြီးဒီအတုတွေအောက်မှာဖိနှိပ်ခံထားရလို့အယိုးတွေကြေးမောတော့မှာဖြစ်ကြောင်းမိမိရဲ့တန်ဖိုးက18000တန်ကြီးရှိကြောင်းပြောဆိုခဲ့ပါတယ်။ရဲရှိစန်းဟာစိတ်လှုပ်ရှားသွားပြီးသူရှိကပကံပြားတစ်ချက်ကိုကောက်ယူလိုက်ပြီး1300ပဲပေးနိုင်မယ်လို့ဆိုကာဈေးစစ်ခဲ့ပြီးဆိုင်ရှင်ကိုဒီသတင်းစာအဟောင်းနဲ့ပကံပြားကိုပတ်ပေးဖို့တောင်းဆိုခဲ့ပါတယ်။လောဘကြီးတဲ့ဆိုင်ရှင်ကသတင်းစာအတွက်ပါထပ်မံငွေတောင်းခံခဲ့လို့နောက်ဆုံးမှာပကံပြားနဲ့သတင်းစာ2ခုလုံးအတွက်စုစုပေါင်း308ဝန်းပေးချေပြီးအောင်မြင်စွာဝယ်ယူခဲ့ပါတယ်။ဘေးကရွာသားတွေနဲ့လူတွေကတော့သူဟာ1 3သိန်းတန်ကို300နဲ့ရအောင်ဆက်နိုင်လို့အလွန်တော်တယ်ဆိုပြီးဝိုင်းဝန်းချီးကျူးကြပါတယ်။ရဲရှိစန်းဟာရရှိလာတဲ့သတင်းစာကိုယူဆောင်ပြီးရတနာအဆောက်အုံစီကိုတွားရောက်ကဆိုင်ရှင်ကျင်းယူချမ်းနဲ့တွေ့ဆုံခဲ့ပါတယ်။သူကပကံပြားအတုကိုလွှင့်ပစ်လိုက်ပြီးသတင်းစာကိုပဲစပွဲပေါ်တင်ကစစ်ဆေးခိုင်းခဲ့ပါတယ်။ဆိုင်ရှင်ကမေးလိုက်တဲ့အခါမှာတော့အဲ့ဒါကအတုကြီးမလို့ပစ်လိုက်တာပါငါ့ကိုဒီသတင်းစာကိုပဲမြင်မြန်စစ်ဆေးပေးပါလို့ပြောလိုက်ပါတယ်။ဆိုင်ရှင်ကလည်းမယုံသင်ကဖြစ်ပြီးကောင်းလေးမင်းပြောသလိုဒီသတင်းစာကတကယ်ရတနာရောဟုတ်ရဲ့လားလို့ပြန်မေးခဲ့ပါတယ်။ကောင်လေးကလည်းဒီသတင်းစာကကွန်မင်းသတင်းစာရဲ့ပထမဆုံးထုတ်ဝေမှုအစစ်မှန်ဖြစ်ကြောင်းရှင်းပြတဲ့အခါမှာဆိုင်ရှင်ကအလွန်စိတ်လှုပ်ရှားသွားပြီးသူကသတင်းစာအကြောင်းသိမသိလို့သူ့ရဲ့အတိရှေးဟောင်းပစ္စည်းစုဆောင်းရတာဝါသနာပါတဲ့အမျိုးသားလီကိုချက်ချင်းဖုန်းခေါ်ပြီးခေါ်ဆောင်ခဲ့ပါတယ်။အမျိုးသားလီရောက်ရှိလာပြီးတဲ့အခါမှာဆိုင်ရှင်ကကောင်လေးနဲ့အမျိုးသားလီကိုမိတ်ဆက်ပေးပြီးအမျိုးသားလီကသတင်းစာတော်စုဆောင်းရတာဝါသနာပါလို့ငါမင်းကိုဖုန်းဆက်ခဲ့တာဆိုပြီးရှင်းပြခဲ့ပါတယ်။သတင်းစာကိုစစ်ဆေးတဲ့အခါအလွန်ပြီးပြည့်စုံတဲ့အခြေအနေမှာရှိနေတာကိုတွေ့ရလို့အစောပိုင်းက1000ကန့်လန့်ခဲ့ရာကောင်လေးကလှောင်ပြုံးပြီးမယောင်းတော့ဘူးဆိုပြီးပြန်ယူရန်ပြင်လိုက်တာကြောင့်18000ထိတိုးပေးခဲ့ရကနေတဖြည်းဖြည်းဈေးတိုးပြီးနောက်ဆုံး1 သိန်းနဲ့အပြတ်ဝယ်ယူဖို့ကန့်လန့်ခဲ့ပါတယ်။ရဲရှိစန်းက1.8 ဝန်းလောက်နဲ့ဝယ်ခဲ့တဲ့သတင်းစာကို1 သိန်းနဲ့ပြန်လည်ရောင်းချနိုင်ခဲ့လို့အစပေါင်းတောင်းချီအမျက်ရရှိပြီးပထမဆုံးသောရတနာရှာဖွေမှုကိုအောင်မြင်စွာလှုပ်ဆောင်နိုင်ခဲ့ပါတယ်။အမျိုးသားလီကလည်းနောက်လဲအဖိုးတန်တဲ့ပစ္စည်းတွေတွေ့ရင်ဆက်သွယ်ပေးဖို့ပြောခဲ့ပါသေးတယ်။အမျိုးသားလီကလည်းမင်းဒီသတင်းစာကိုဘလို့ရှာတွေ့ခဲ့တာလဲကောင်လေးဘလောက်ပေးဝယ်ခဲ့ရသေးတာလဲလို့မေးခဲ့ရငါအဲ့ဒါကိုအဟောင်းဈေးတစ်ခုမှတွေ့လို့ဝယ်ခဲ့တာ8 ဝန်းပဲပေးရတယ်လို့ပြောလိုက်ပါတယ်။ရဲရှိစန်းဟာသတင်းစာကို1 သိန်းနဲ့ရောင်းချပြီးတဲ့နောက်ရှေးဟောင်းပစ္စည်းဆိုင်တန်းထဲမှာဆက်လက်ကြည့်ရှုခဲ့ပါတယ်။ထိုအချိန်မှာပဲလမ်းဘေးကအတုပုံစံပြုလုပ်ထားတဲ့ပစ္စည်းတစ်ခုစီကနေငါ့ကိုပြီးခဲ့တဲ့လကမှအတုအဖြစ်ပြုလုပ်ခဲ့တာမှန်ပေမဲ့ငါရဲ့အောက်ခြေကတကယ်တက်တန်း300ကျော်ရှိတဲ့ပစ္စည်းဖြစ်လို့အနည်းဆုံး10တန်းတန်ပါတယ်။အခုချက်ချင်းငါ့ကိုဝယ်ယူလိုက်ပါဆိုတဲ့အတန်ကိုထူးဆန်းစွာကြားလိုက်ရပြန်ပါတယ်။ဆိုင်ရှင်ကတော့ဒါဟာကန်ရှိမင်းဆက်ခစ်ကတော်ဝင်အမိတ်ပြန်တဲ့အစ်စ်အမှန်ဖြစ်ကြောင်းလိမ့်လေပြောဆိုပြီး1 1000နဲ့ရောင်းချဖို့လှုံ့ဆော်ခဲ့ပါတယ်။ဘေ
ဘေးကလူတွေကဒါဟာအတိအကျအတုဖြစ်လို့ဆိုင်ရှင်ကလိန်ညာနေတာဖြစ်ကြောင်းဝင်ရောက်သတိပေးကြပေမဲ့ရဲရှိဆန်းကတော့ပစ္စည်းရဲ့ကိုယ်ပိုင်ပြောစကားအရတန်ဖိုးရှိမှန်းသိနေတဲ့အတွက်ဆိုင်ရှင်တောင်းတဲ့ဝန်1000ကိုပဲအပြည့်အဝပေးချေပြီးဝယ်ယူလိုက်ပါတယ်ထိုနေရာမှာပဲဖြောကောက်ချမ်းလို့ခေါ်တဲ့အပေါ်ရန်ရှေးဟောင်းပစ္စည်းကျွမ်းကျင်သူတယောက်ကရောက်ရှိလာပြီးရဲရှိဆန်းကိုအတူကြီးကိုဝန်1000ပေးပြီးအတူဝယ်တဲ့ငစနူလာတယောက်ဖြစ်ကြောင်းဝိုင်းဝန်းလောင်ပြောင်ခဲ့တာကြောင့်ကောင်လေးလည်းစိတ်တူသွားပြီးအဲ့လူကိုစိန်ခေါ်ပါတော့တယ်အဲ့ချိန်မှာပဲသူ့ကိုစိုးရိမ်တဲ့ကောင်လေးထက်ရောက်လာပြီးဒီကောင်လေးကိုမနှောက်ယှက်ဖို့ပြောရင်းစကားအခြေတင်ဖြစ်ရင်နောက်ဆုံးမှာတော့ရှင်ပြိုင်မှုကိုစတင်ခဲ့ကြပါတယ်သူကဒီပစ္စည်းဟာဝန်3သိန်းထက်နည်းရင်မိမိကရဲရှိဆန်းကိုဆယ်ဆပြန်ရုံမှာဖြစ်ပြီးအကယ်၍ဝန်3သိန်းအောက်တန်မိုးနဲ့နေရင်တော့ရဲရှိဆန်းဘက်ကမိမိကိုဝန်1သန်းပေးရမယ်ဆိုတဲ့အလောင်းစားကိုပြုလုပ်ခဲ့ပါတယ်ရဲရှိဆန်းကလည်းဒီပစ္စည်းဟာတကယ်တော့ဝန်10တန်းကျော်တန်မိုးရှိမှန်းသိနေတဲ့အတွက်ထိုအလောင်းစားကိုရဲဝန်စွာသဘောတူလိုက်ပြီးအမှန်ကန်စစ်ဆေးနိုင်မှုအတွက်အနီးနားကရတနာအဆောက်အုံစီကိုအားလုံးအတူတကွတွားရောက်ခဲ့ကြပါတယ်ရတနာအဆောက်အုံရောက်တဲ့အခါဆိုင်ရှင်ကျင်းယူချမ်းနဲ့အတူထိုလုပ်ငန်းရဲ့ထိပ်တန်းကျွမ်းကျင်ပညာရှင်ဖြစ်တဲ့မစ္စတာကော်ကပါရှိနေတာကြောင့်ပစ္စည်းကိုတေချာစွာစစ်ဆေးခိုင်းခဲ့ပါတယ်ဖြောကောက်ချမ်းကတော့ဒီအမိတ်ပြန်တန်းထဲမှာပါဝင်တဲ့လူအမည်တွေနဲ့ယာရုတွေဟာကန်ရှိခင်မှာမရှိခဲ့ပဲဝတ္ထုတွေထဲကအတိုင်းလုံးကျန်ရေးသားထားတာဖြစ်လို့လုံးဝအတုအစစ်ဖြစ်ကြောင်းလေလုံးထွားပြီးရှင်းပြခဲ့ပါတယ်ရဲရှိဆန်းကလည်းမိမိအနေနဲ့ဒီအမိတ်ပြန်တန်းထဲကစာသားတွေဟာအတုဖြစ်မှန်းကြိုတင်သိရှိထားကြောင်းဝန်ခံခဲ့ပါတယ်ဒါကိုကြားတော့ဖြောကောက်ချမ်းကအတုမှန်တိတိကြီးနဲ့ဝယ်ပြီးအလောင်းစားလုပ်တာမှုရဲရှိဆန်းရှုံးနေသွားပြီဖြစ်ကြောင်းအခုချက်ချင်းဝန်10သန်းပေးလျော်ရတော့မှာဖြစ်ကြောင်းအောင်နိုင်သူပမာဝမ်းမြောက်ဝမ်းသာအော်ဟစ်ပါတော့တယ်သို့တော်လည်းရဲရှိဆန်းကမိမိရှုံးနေသွားတာမဟုတ်ကြောင်းအတီငြိမ်ဆုံးတုံ့ပြန်ခဲ့ပါတယ်။သူမကဒီအမိတ်ပြန်တန်းတွေကစာသားတွေကအတုဖြစ်တာမှန်ပေမဲ့အမိတ်ပြန်တန်းရဲ့လိပ်စာလိပ်တံတွေနဲ့ပိုးထည်ပိတ်စာတွေကတော့စုမင်းဆက်ကန်ရှိခေတ်ကတကယ်တော်ဝင်ပစ္စည်းအစစ်အမှန်တွေဖြစ်ပါတယ်။ငါတို့လောင်းတာကပစ္စည်းရဲ့တန်ဖိုးဝန်3သိန်းထက်မနည်းရဘူးဆိုတာကိုလောင်းတာပါလို့ပြပြတသားချိပလိုက်ပါတယ်။မစ္စတာကောကိုတိုင်လည်းပစ္စည်းကိုတေချာစစ်ဆေးပြီးတဲ့နောက်မှာဒါဟာကန်ရှိခေတ်ကခိုးယူခံခဲ့ရတဲ့အမိတ်ပြန်တန်းအလုပ်တစ်ခုဖြစ်ပြီးအပေါ်ကစာကိုနောက်မှအတုလိုက်ရေးထားတာဖြစ်ကြောင်းအတည်ပြုပေးခဲ့ပါတယ်ဒါနဲ့မကပဲဒီပစ္စည်းရဲ့လိပ်တံတွေဟာတာမန်ကျွဲချိုလိပ်တံတွေမဟုတ်ပဲအလွန်ရှားပါးလာတဲ့ကြံ့ချိုအမဲနဲ့ပြုလုပ်ထားတာဖြစ်ကြောင်းနှစ်ပေါင်းများစွာအယောင်မဆိုးပဲထားရှိခဲ့လို့အားလုံးကကျွဲချိုလို့ထင်ပြီးတံမိုးမထားခဲ့ကြတာဖြစ်ကြောင်းဖော်ထုတ်ပေးလိုက်ပါတယ်မစ္စတာကောကဒီကြံ့ချိုတော်ဝင်အမိတ်ပြန်တန်းရဲ့လက်ရာနဲ့တံမိုးဟာအနည်းဆုံးဝန်10တန်းကျော်တန်ကြီးရှိကြောင်းအာမခံချက်ပေးလိုက်တဲ့အခါထိုအခါဖြောကောက်ချမ်းကကျွဲဖြစ်ဖြစ်ကြံ့ဖြစ်ဖြစ်အတူတူပါပဲဘာမှမကွာဘူးလို့စိုးရိမ်တကြီးဝင်ပြပါသေးတယ်ဖြောကောက်ချမ်းဟာဝန်10တန်းရဲ့10ဆဖြစ်တဲ့ဝန်တန်း100ကိုရဲရှိစန်းထံပြန်လည်ပေးလျော်ရမယ့်အခြေအနေဆိုးကြီးကိုဆိုက်ရောက်သွားပြီးအကြီးအကျယ်ရှုံးနိမ့်သွားခဲ့ရပါတယ်။ဘေးကလိုက်ကူညီပေးတဲ့ကောင်လေးကလည်းဖြောကောက်ချမ်းကတော့10ဆလျှော်ပေးရတော့မှာဖြစ်ကြောင်းမင်းကအတူလို့အသေးတန်ညင်းခဲ့တဲ့ဟာကအခုတော့ဝန်10တန်းတောင်တန်တဲ့လေအခုဘလို့လုံးမလဲလို့ဝင်ပြောလိုက်ပါတယ်။ဖြောကောက်ချမ်းကလည်းဒါကဘလို့ကြီးကြီးအတူကြီးပါဘာလို့အခုလိုဖြစ်သွားရတာလဲဆိုပြီးမယုံကြည်နိုင်ဖြစ်နေရပါတယ်ဖြောကောက်ချမ်းဟာရဲရှိဆန်းရဲ့အမိတ်ပြန်တန်းကဝန်10တန်းကျော်တန်ကြီးရှိမှန်းသိသွားတဲ့အခါမိမိရဲ့ဆယ်ဆပြန်လျော်ရမယ့်အလောင်းစားစီကံချက်အရာဝန်တန်း100ဆုံးရှုံးသွားရတဲ့အတွက်အလွန်မင်းစိတ်ပြတ်အားငယ်သွားခဲ့ရပါတယ်ဘေးကလူတွေကလည်းရဲရှိဆန်းရဲ့ထူးချွန်လာတဲ့အမြင်အာရုံကိုဝိုင်းဝန်းကြည့်ကြကြပြီးသူ့နောက်ကနေလိုက်ပါချင်းကြကြောင်းပြောဆိုကြပါတယ်ထိုအချိန်မှာပဲလမ်းဘေးကကြောက်တုံးတိုင်တစ်ခုစီကနေငါ့ကိုအခုချက်ချင်းဝယ်ယူလိုက်ပါမဝယ်ရင်နောင်တရလိမ့်မယ်ဆိုတဲ့အကူအညီတောင်းတန်ကိုရဲရှိဆန်းကထပ်မံကြားလိုက်ရပြန်ပါတယ်ထိုအခါကောင်လေးကလည်းငါကဘာလို့မင်းကိုမဝယ်ရင်နောင်တရမယ်လို့အသေးချာကြီးပြောနေရတာလဲမင်းကဘယ်နေရာမှမဆိုရှာလို့ရတဲ့ကြောက်တုံးတုံးပါပဲလို့ပြန်မေးလိုက်ပါတယ်တကယ်တော့ထိုကြောက်တုံးတိုင်ကိုဟိုနေ့ကလူငယ်တယောက်ကတည်ဆောင်လာပြီးရတနာအဆောက်အုံထံမှဝန်3တန်းဖြင့်လာရောက်ရောင်းချဖို့ရပ်ပေါင်းများစွာစူးစမ်းနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရတနာအဆောက်အုံကကျွမ်းကျင်သူအများပြားစစ်ဆေးခဲ့ပြီးတဲ့နောက်မှာဒါဟာလမ်းဘေးကတာမန်ကြောက်တုံးတိုင်တစ်ခုသာဖြစ်ပြီးဘာမှထူးခြားမှုမရှိကြောင်းဆုံးဖြတ်ခဲ့ကြလို့ဝယ်ယူဖို့ညှင်းဆန်ပြီးထိုလူငယ်ကိုမောင်းထုတ်နေကြတာဖြစ်ပါတယ်။လူငယ်ကတော့မိမိရဲ့အဖေဟာဆေးရုံမှာဖျားနာနေပြီးငွေကြေးအရေးပေါ်လိုအပ်နေတာကြောင့်ဘိုးဘွားပိုင်ပစ္စည်းကိုလာရောက်ရောင်းချရခြင်းဖြစ်ကြောင်းဒါဟာတကယ်ပစ္စည်းကောင်းဖြစ်ကြောင်းငိုယိုကအတနာခံခဲ့ပါတယ်ရဲရှိဆန်းဟာလူငယ်ကိုတနာသွားတာကြောင့်စကားပြောကြည့်ပြီးငါမင်းရဲ့ကြောက်တုံးကိုကြည့်လို့ရမလားလို့ပြောတော့ကောင်လေးကကြောက်တုံးကိုထုတ်ပြချိန်မှာပဲကြောက်တုံးကကောင်လေးငါ့ကိုဝယ်ပါမဝယ်ရင်မင်းတောင်တရားလိမ့်မယ်လို့ပြောခဲ့တာကြောင့်ရဲရှိဆန်းကဒီကြောက်တုံးကဘာလို့အခုလိုပြောရတာလဲတကယ်ပဲသူကတန်ဖိုးရှိနေလို့လားသူ့ရဲ့အထဲမှာအဖိုးတန်တာတစ်ခုခုရှိနေလို့လားလို့ပြန်မေးလိုက်တော့ကြောက်တုကလည်းငါ့ကိုယုံစမ်းပါလို့ပြန်ပြောခဲ့တာကြောင့်လူငယ်တောင်းဆိုတဲ့ဝန်3တန်းကိုပဲအပြည့်အဝပေးချေပြီးဝယ်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်ဘေးကလူတွေနဲ့ရတနာအဆောက်အုံကအလုပ်သမားတွေကတော့တာမန်လမ်းဘေးကြောက်တုံးကိုဝန်3တန်းပေးပြီးဝယ်ယူတဲ့အတွက်ရဲရှိဆန်းဟာအင်တာနက်ပေါ်မှာနာမည်ကြီးကျင်လို့အတုံးမကျတဲ့လုပ်ကွက်ပြုလုပ်နေတာဖြစ်ကြောင်းဝိုင်းဝန်းလောင်ပြောင်ခဲ့ရကြပြီးမိမိတို့လည်းလမ်းဘေးကကြောက်တုံးတွေသွားတယ်ပြီးရောင်းရရင်ကောင်းမယ်ဆိုပြီးရေမောကြပါတယ်ကြောက်တုံးရောင်းတဲ့ကောင်လေးကတော့တောင်းပန်နေပြီးသူ့ကြောက်တုံးကဘိုးဘွားပိုင်ဖြစ်ကြောင်းထက်ကရှင်းပြနေပါတယ်ဘေးကလူတွေကလည်းငါတို့လည်းထက်ကစစ်ဆေးပြီးဒီကြောက်တုံးကတာမန်ပဲဘာမှမထူးခြားဘူးလို့ပြန်ပြောခဲ့ပါတယ်
ရဲရှိဆန်းကတော့မင်းပါလို့မိဘဖိုးဖွားပိုင်ကိုအသေးလဲရောင်းချင်နေတာလဲလို့မေးတော့ကောင်လေးကလည်းငါအဖေကနေမကောင်းလို့ဆေးရုံတင်ထားရလို့အရေးတကြီးငွေလိုနေတာမို့ရောင်းရတာဖြစ်ကြောင်းငါမှရွေးချယ်စရာမရှိလို့ပါငါတကယ်မလိမ့်ပါဘူးလို့ပြန်ပြောခဲ့တာကြောင့်ငါနောက်ထပ်ဈေးတော့မလျှော့ပေးနိုင်ကြောင်းပြန်ဖြေခဲ့ပါတယ်ရဲရှိဆန်းကတော့အနာဂတ်မှာသူတို့အားလုံးအဖြေကိုသိရလိမ့်မယ်လို့ပဲစိတ်ထဲကတွေးတောခဲ့ပါတယ်နောက်တနေ့မနက်မှာတော့ရဲရှိဆန်းတယောက်လမ်းဘေးကြောက်တုံးကို1.3 တန်းနဲ့ဝယ်လိုက်တဲ့ဗီဒီယိုဟာဒိုရင်ပေါ်မှာအကြီးအကျယ်ပြန့်နှံ့သွားပြီးသူဟာအင်တာနက်လူသိများသူတယောက်ဖြစ်လာခဲ့ပါတယ်။ရဲရှိဆန်းဟာမိမိရဲ့မိတ်ဆွေအဖိုးအိုဆောက်ကိုကြောက်တုံးဖြတ်တောက်မဲ့ကိရိယာတွေယူဆောင်လာခိုင်းပြီးရတနာအဆောက်အုံရှိမှာပဲလူအများရှိပေါ်တင်စစ်ဆေးဖို့ချိန်ဆခဲ့ပါတယ်။ဆိုင်ရှင်ကျင်းယူချမ်းတဲ့လုပ်ငန်းခွင်ကပညာရှင်တွေအားလုံးလည်းဒီကြောက်တုံးထဲမှာဘာရှိသလဲဆိုတာကိုကြည့်ရှုဖို့အစောကြီးရောက်ရှိလာခဲ့ကြပါတယ်။ပညာရှင်တွေကကြောက်တုံးကိုထပ်မံစစ်ဆေးပြီးတဲ့နောက်မှာဒါဟာတာမန်ကြောက်တုံးတက်တာဖြစ်ကြောင်းရဲရှိဆန်းရဲ့ငွေတန်းချီဟာအလကားဖြစ်သွားပြီဖြစ်ကြောင်းစိတ်ချလက်ချဝေဖန်ပြောဆိုကြပါတော့တယ်။ရတနာအဆောက်အုံကပညာရှင်တွေကကြောက်တုံးတိုင်ကိုတာမန်ပစ္စည်းပဲလို့ဆုံးဖြတ်နေကြစဉ်မှာရဲရှိဆန်းကတော့ဒီပစ္စည်းရဲ့ထူးခြားချက်ဟာအပြင်ပန်းမှာမဟုတ်ပဲအတွင်းထဲမှာဖုံးကွယ်နေတာဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်။သူဟာအတူပါလာတဲ့မိတ်ဆွေဆောက်ကိုကြောက်တုံးတိုင်ကိုအထက်ကပစ္စည်းမထိခိုက်စေပဲအတက်နိုင်ဆုံးဖြည်းဖြည်းချင်းဖြတ်တောက်ခိုင်းလိုက်ပါတယ်။ဘေးကကြည့်ရှုနေတဲ့လူတွေကတော့ကြောက်တုံးတိုင်ထဲကနေအလှတရားတွေထွက်လာမှကြလို့ဆိုပြီးဒါဟာပြကွက်တစ်ခုတသက်တာဖြစ်တယ်လို့ဝိုင်းဝန်းလှောင်ပြောင်နေကြဆဲဖြစ်ပါတယ်။ရဲရှိဆန်းကတော့ငါတို့ကြောက်တုံးကိုဖြတ်တောက်ပြီးသွားရင်ထဲကဘာထွက်လာမလဲဆိုတာကြည့်ကြသေးတာပေါ့လို့ထပ်ပြောခဲ့ပါတယ်။အထဲမှာဘာရှိနေလဲဆိုတာဘယ်သူမှမသိနိုင်ဘူးလေလို့ပြောခဲ့ပါတယ်။အဖိုးအိုဆောက်ကကြောက်တုံးကိုတေချာစွာဖျက်တောက်ပြီးတဲ့နောက်မှာတော့မယုံနိုင်စရာကောင်းစွာနဲ့ပဲကြောက်တုံးတိုင်ရဲ့အတွင်းထဲကနေတော်ဝင်တစိမ့်တုံးတစ်ခုထွက်ပေါ်လာခဲ့ပါတယ်။လမ်းဘေးကြောက်တုံးထဲမှာတကယ်တော်ဝင်တစိမ့်တုံးရှိနေတာကိုမြင်တွေ့သွားရတဲ့အခါဆိုင်ရှင်ကျင်းယူချမ်းနဲ့ရွာသားတွေဟာအလွန်ထိတ်လန့်အံ့အားသင့်သွားကြပြီးဆိုင်ရှင်ကျင်းယူချမ်းကတော့မိမိလက်ထဲကနေဒီလိုယတနာအစ်စ်ကြီးကိုအကြိမ်ကြိမ်ညှင်းပယ်ပြီးလက်လွတ်လိုက်ရတဲ့အတွက်အကြီးအကျယ်နောင်တရစိတ်ပြတ်သွားပါတော့တယ်။ရဲရှိဆန်းကလုပ်ငန်းခွင်ကပညာရှင်2ယောက်ကိုဒီတစိမ့်တုံးရဲ့အစစ်အမှန်ရှိမရှိကိုစစ်ဆေးခိုင်းခဲ့ပါတယ်။သူတို့ကရဲရှိဆန်းကိုဒီကြောက်တုံးထဲမှာပစ္စည်းရှိမှန်ကြိုသိနေတာလားလို့မေးမြန်းရာရဲရှိဆန်းကမိမိမှာအဲ့ဒီလိုစွမ်းရည်မရှိပါကြောင်းနဲ့ကြောက်တုံးတိုင်ကမိမိကိုမဝယ်ရင်နောက်တရားလိမ့်မယ်လို့ပြောနေတယ်လို့ခံစားရလို့ကန်ဆန်းတဲ့အနေနဲ့ဝယ်ယူခဲ့တာဖြစ်ကြောင်းအကြောင်းပြချက်ပေးခဲ့ပါတယ်။ပညာရှင်တွေတေချာစွာစစ်ဆေးပြီးတဲ့နောက်မှာဒါဟာတကယ်ချင်းမင်းဆက်ခစ်ကဧကရစ်ကန်လုံကိုယ်တိုင်အသုံးပြုခဲ့တဲ့တော်ဝင်တစိမ့်တုံးအစစ်အမှန်ဖြစ်ကြောင်းအတည်ပြုပေးလိုက်ပါတယ်။ဒီတစိမ့်တုံးဟာကန်လုံမင်းကြီးကသူ့ရဲ့အဖိုးဖြစ်သူကန်ရှိမင်းကြီးနဲ့မိမိတို့ကြားကနှက်ဆိုင်လာတဲ့တန်ရောစင်ကိုအထိတ်အမှတ်ပြုဖို့ထူးခြားစွာပြုလုပ်ခဲ့တာဖြစ်ပြီးလွန်ခဲ့တဲ့ခေတ်အဆက်ဆက်ကလေးကပျောက်ဆုံးနေခဲ့ရာကနေအခုလိုကြောက်တုံးထဲမှာပြန်လည်ထွက်ပေါ်လာတာဖြစ်ပါတယ်။ကျွမ်းကျင်သူမစ္စတာကော်ကယခင်ကယခုလိုမျိုးအလှဆင်တော်ဝင်တစိမ့်တုံးတစ်ခုကိုလေလံတင်ခဲ့စဉ်ကဝန်တန်း120ရရှိခဲ့ဘူးကြောင်းအခုတစိမ့်တုံးကတော့ပုံမရှားပါပြီးအဖိုးတန်လာတာကြောင့်အနည်းဆုံးတန်ကြေးဝန်တန်း150ရှိကြောင်းအာမခံချက်ပေးလိုက်ပါတယ်။ဒီစကားကိုကြားလိုက်ရတဲ့ဆိုင်ရှင်ကတော့မျက်ရည်ဖြန်ဖြန်ကျပြီးဝမ်းနည်းပူဆွေးနေပါပြီ။ဘေးကကြည့်တဲ့သူတွေကလည်းကြောက်တုံးတွေကတစိမ့်ရဲ့တန်ကြေးကိုဒေထက်ကထပ်မေးပြီးအရန်ကိုအံ့အားသင့်နေကြပါတယ်။လမ်းဘေးကကြောက်တုံးတိုင်ထဲကနေဝန်တန်း150တန်ရတနာထွက်လာတာကိုမြင်ရတဲ့အခါဘေးကလူတွေအားလုံးဟာရဲရှိဆန်းရဲ့ကံကောင်းမှုကိုအံ့ဩမဆုံးဖြစ်ကြပြီးအချို့ကလည်းမိမိတို့အိမ်ကကြောက်တုံးတွေကိုပါပြန်ဖြတ်ဖို့အတွက်အိမ်ကိုအပြေးလွှားပြန်ကြပါတော့တယ်။နောက်ဆုံးမှာတော့ပြတိုင်မှုဖြစ်သူအဖိုးအိုကောကဒီတစိမ့်တုံးကိုပြတိုက်အတွက်ဝန်တန်း150အပြည့်ပေးပြီးဝယ်ယူဖို့ကန့်လန့်ခဲ့ရာရဲရှိဆန်းကလည်းသဘောတူညီပြီးအောင်မြင်စွာလွှဲပြောင်းရောင်းချခဲ့ပါတယ်။ဘဝတစ်ခုလုံးကိုပြောင်းလဲစေမဲ့ဝန်တန်း150ကိုရရှိပြီးတဲ့နောက်ရဲရှိဆန်းနဲ့အဖိုးအိုဆောက်တို့ဟာနောက်ထပ်ရတနာတစ်တွေကိုထပ်မံရှာဖွေဖို့အတွက်ရှေးဟောင်းပစ္စည်းဆိုင်တန်းတွေကိုဆက်လက်ထွက်ခွာခဲ့ကြပါတယ်။ထိုအချိန်မှာပဲလမ်းဘေးကစာအုပ်အဟောင်းတအုပ်စီကနေငါ့ကိုမကြသေးမီကမှဖြစ်ပေါ်စာအုပ်အဖြစ်ထုတ်ဝေခဲ့တာမှန်ပေမဲ့ငါရဲ့တန်ဖိုးကဝန်တန်း100ကျော်ရှိပါတယ်။ငါ့ကိုအခုချက်ချင်းဝယ်ယူလိုက်ပါဆိုတဲ့ထူးဆန်းလာတဲ့အတန်ကိုကြားလိုက်ရပြန်ပါတယ်။ရဲရှိဆန်းဟာအံ့ဩသွားပေမဲ့စာအုပ်ကိုအိမ်ကြမှတေချာလေးလာဖို့ဆုံးဖြတ်ပြီးဆိုင်ရှင်တောင်းတဲ့တန်ဖိုး130ယွမ်ကိုပဲအပြည့်အဝပေးပြီးဝယ်ယူလိုက်ပါတယ်။ဘေးကမိတ်ဆွေဆောက်ကရဲရှိဆန်းတယောက်ရတနာလိုက်ရှာရင်းနဲ့တာမန်စာအုပ်ဆိုင်တွေမှာ130ပဲတန်တဲ့စာအုပ်ကို130ပေးပြီးဘာဖြစ်လို့ဝယ်ရတာလဲဆိုပြီးအလွန်စိတ်ဝင်စားမေးမြန်းပါတော့တယ်။ငါတို့ရှိမှပဲရှာပြီးငါတို့အတွက်တင်ယူစရာတစ်ခုခုရအောင်လုပ်ပြပေးဖို့တောင်းဆိုခဲ့ပါတယ်။ရဲရှိဆန်းကလည်းမိမိကိုယ်တိုင်လည်းဒီစာအုပ်ကဘာဖြစ်လို့ဝန်တန်း100ကျော်တန်နေရတာလဲဆိုတာကိုအဖြေရှာမရသေးကြောင်းနဲ့စာအုပ်ကိုလှန်လောပြီးအတွင်းထဲမှာတစ်ခုခုဖုံးကွယ်နေသလားဆိုတာကိုအားလုံးရှိမှတင်ရှာဖွေစစ်ဆေးခဲ့ပါတယ်။သူဟာစာအုပ်ကိုလှန်ကြည့်တဲ့အခါစာမျက်နှာတစ်ခုပေါ်မှာထူးဆန်းတဲ့ကဏ္ဍတွေနဲ့အခရာစာလုံးအချို့ရေးသားထားတာကိုတွေ့ရှိသွားခဲ့ပါတယ်။ဆိုင်ရှင်ကလည်းဆက်စုပြီးသူထေးခင်များဒီစာအုပ်ထဲမှာယတနာတစ်ခုခုများထည့်ဖွက်ထားတဲ့ထင်လို့လာပြလို့မေးလိုက်ပါတယ်။မိတ်ဆွေဆောက်ကလည်းတေးချတာပေါ့အထဲမှာထူးခြားတာတစ်ခုမှမရှိပဲရဲရှိဆန်းကဘာလို့ဝယ်မှလဲလို့ပြန်ပြောလိုက်ပါတယ်။အဲ့အချိန်မှာပဲစာအုပ်ထဲကထူးဆန်းတဲ့စာလုံးတွေကိုမြင်ပြီးသူတို့ဒီစာလုံးတော့ကိုမြင်ဘူးတယ်လို့ထင်နေကြပါတယ်။
ထိုအချိန်မှာပဲအနီးနားကလူစိမ်းတစ်ယောက်ကရောက်ရှိလာပြီးရဲရှိဆန်းစီကထိုစာအုပ်ကိုဝန်1000ပေးပြီးဝယ်ယူဖို့ချက်ချင်းကမ်းလှမ်းလာခဲ့ပါတယ်။ရဲရှိဆန်းကထိုလူစိမ်းဟာအစောပိုင်းကစာအုပ်တွေကိုစိတ်ဝင်စားမှုမရှိဘဲမိမိကဒီကဏန်းတွေနဲ့စာလုံးတွေကိုလှန်ကြည့်လိုက်တဲ့အချိန်ကျမှအတင်းကျပ်လာဝယ်တာဖြစ်လို့ဒီစာလုံးတွေနောက်မှာအလွန်ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုရှိနေမှန်းရိပ်မိသွားခဲ့ပါတယ်။ဒါကြောင့်သူကမင်းဒီစာအုပ်ကိုတကယ်ဝယ်ချင်တာလားအဲ့ဒါဆိုဝန်တန်း100ပေးရင်ရောင်းမယ်ဆိုပြီးပြန်လဲတုံ့ပြန်ခဲ့ပါတယ်လူစိမ်းကစာအုပ်တအုပ်ကိုဝန်တန်း100တောင်းရမလားဆိုပြီးပြောဆိုခဲ့ပေမဲ့ရဲရှိဆန်းကမိမိစာအုပ်ကဝန်တန်း100ကျော်တန်ကြောင်းအတည်ပြုခဲ့လို့နောက်ဆုံးမှာထိုလူစိမ်းကဝန်တန်းအထိတိုးမြင့်ပြီးချက်ချင်းငွေလွှဲဝယ်ယူဖို့ကမ်းလှမ်းလာပါတော့တယ်ဘေးကလူတွေကဝန်30တန်စာအုပ်ကိုဝန်တန်းရမှာမို့လို့ချက်ချင်းရောင်းလိုက်ဖို့ဝိုင်းဝန်းတိုက်တွန်းကြပေမဲ့မိတ်ဆွေဆောက်ကတော့ထိုလူစိမ်းဟာမိမိတို့ကိုလိမ်လည်လှည့်ဖျားပြီးအမျက်ထုတ်ဖို့ကြိုးစားနေတာဖြစ်ကြောင်းရိပ်မိပြီးရဲရှိဆန်းကိုတတိပေးခဲ့ရဲရှိဆန်းကလည်းမင်းတကယ်ဝယ်ချင်တာကဒီစာအုပ်မဟုတ်ပဲစာအုပ်ထဲမှာရေးထားတဲ့ဒီထူးဆန်းတဲ့ကဏ္ဍတွေနဲ့အခရာစာလုံးတွေဟုတ်တယ်မလားဆိုပြီးထိုလူစိမ်းရဲ့လျှို့ဝှက်ချက်ကိုအားလုံးရှိမှတင်ဖော်ထုတ်လိုက်ပါတော့တယ်ရဲရှိဆန်းကမိမိရဲ့လျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်တဲ့အခါထိုလူစိမ်းဟာအလွန်ထိတ်လန့်သွားပြီးအခြေအနေကိုဖုံးကွယ်ဖို့အတွက်စာအုပ်ရဲ့နောက်ကျောကအကြောင်းအရာတွေကိုပါလှန်လောကြည့်ရှုခွင့်ပေးဖို့တောင်းဆိုခဲ့ပါတယ်သူကအနောက်ကစာသားတွေကိုတေချာမသိရသေးပဲဝန်10တန်းအထိတိုးမြင့်ပေးမယ်ဆိုပြီးအလောတကြီးကမ်းလှမ်းလာပြန်ပါတယ်ဘေးကလူတွေကလည်းဒါဟာဝန်10တန်းအထိရမယ့်အခွင့်အရေးမို့လို့ချက်ချင်းရောင်းဖို့ဝိုင်းဝန်းတိုက်တွန်းကြပါတယ်။သို့တော်လည်းရဲရှိဆန်းကထိုလူစိမ်းရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ပြီးဒီစာအုပ်ထဲမှာရေးထားတဲ့ကဏ္ဍတွေနဲ့စာလုံးတွေဟာတကယ်တော့ Bitcoin ရဲ့အများပြည်သူသုံးလိပ်စာတွေဖြစ်ပါတယ်လို့လူတိုင်းသိအောင်ဖော်ထုတ်လိုက်ပါတော့တယ်။သူကဖုန်းနဲ့ချက်ချင်းဝင်ရောက်စစ်ဆေးပြခဲ့ရာထိုအကောင့်ထဲမှာစုစုပေါင်း Bitcoin 188ရှိနေတာကိုတွေ့ရှိခဲ့ရပါတယ်။လက်ရှိပေါက်ဈေးအရ Bitcoin တစ်ပြားကို American Dollar ခုနှစ်တောင်းကျော်တန်ကြေးရှိတာကြောင့်အကောင့်တစ်ခုလုံးရဲ့တန်ဖိုးဟာဝန်တန်း100ကျော်အထိအမှန်တကယ်ရှိနေတာဖြစ်ပါတယ်။ရဲရှိဆန်းကဒီရှိယုံနဲ့တော့ငွေထုတ်လို့မရပဲစာအုပ်ရဲ့နောက်ဆုံးစာမျက်နှာမှာရေးသားထားတဲ့လျှို့ဝှက်ကုတ်ဟာ Bitcoin တွေကိုထုတ်ယူနိုင်မဲ့တီးတန့်စကားဝက်ဟုတ်မဟုတ်ဆိုတာကိုထပ်မံအတည်ပြုဖို့လိုအပ်ကြောင်းရှင်းပြခဲ့ပါတယ်။လူစိမ်းကတော့ဒါဟာဖြစ်မဖြစ်မတိချခင်မှာပဲကန်ဆန်းတဲ့အနေနဲ့ဝန်10တန်းပေးပြီးအမျက်ထုတ်ဝယ်ယူခြင်းခဲ့တာဖြစ်ပါတယ်။နောက်ဆုံးမှာတော့ရဲရှိဆန်းဟာလူတိုင်းရဲ့ရှေ့မှောက်မှာတင်ထိုးကိုအသုံးပြုပြီးစနစ်ထဲကိုအောင်မြင်စွာစစ်ဆေးဝင်ရောက်ပြခဲ့ပါတယ်။သူဟာစာအုပ်ထဲကစကားဝက်အတိုင်းအကောင့်ထဲကိုအမှန်တကယ်ဝင်ရောက်နိုင်ခဲ့ပြီး Bitcoin 188ပြားလုံးကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ဝန်30ပေးပြီးဝယ်ခဲ့တဲ့စာအုပ်တအုပ်ကနေဝန်တန်း100ကျော်တန်ကြေးရှိတဲ့ Bitcoin ရတနာကြီးကိုအောင်မြင်စွာစုခူးသွားနိုင်ခဲ့လို့ဘေးကလူအားလုံးဟာအံ့ဩမဆုံးဖြစ်ကြပြီးလူစိမ်းကထပ်မံဝယ်ယူဖို့ကမ်းလှမ်းခဲ့ပေမဲ့ရဲရှိဆန်းကတော့လောလောဆယ်မယောင်းချနိုင်ပါကြောင်းပြက်ပြက်တသားညင်းဆိုကဇလန်းကိုအောင်မြင်စွာအဆုံးသတ်လိုက်ပါတယ်။